တက္ကတိုင်းကပိလဝုပြည်ရှင်ဘရင်သုဒ္ဓောဒနမင်းကြီးနဲ့မိဖုရားခေါင်ကြီးမေတော်မာယာတို့မှမဟာတက္ကရာ68ခုနှစ်ကစုံလပြည့်တောက်ကြနေ့မှာအလောင်းတော်သိတ္တဒမင်းသားလေးကိုဖွားမြင်တော်မူခဲ့ပါတယ်။ထိုနေ့၌ပင်မဂရတိုင်းဗုဒ္ဓဂယာမြို့အနီးမှာပင်မဟာဗောဓိဘင်္ဂလေးတပင်ပေါ်ထွက်ပေါက်ရောက်လာခဲ့ပါတယ်။ထိုမဟာဗောဓိဘင်္ဂလေးဟာအလောင်းတော်သိတ္တဒမင်းသားလေးရဲ့ဖွားပတ်တော်တစ်ပင်လေးပဲဖြစ်ပါတယ်။အလောင်းတော်မင်းသားဟာတတ်တော်29နှစ်အရွယ်ရောက်မဟာတက္ကရာ69ခုနှစ်ဝါဆိုလပြည့်တနင်္လာနေ့မှာပင်ထီးနှံကိုစွန့်ခွာ၍တောထွက်တော်မူလာခဲ့ပါတယ်။ထို့နောက်အလောင်းတော်ဟာယဟန်ပြုတော်မူပြီးမဂရတိုင်းဥရုဝေလတောမှာပင်6နှစ်တိုင်ဒုက္ခရစရိယာအကျင့်ကိုကျင့်တော်မူခဲ့တာလည်းပဲဖြစ်ပါတယ်။မဟာတက္ကရာ103ခုကစုံလပြည့်ဗုဒ္ဓဟူးနေ့ BC 928မှာဖွားပတ်တော်ဗောဓိပင်အောက်မှာပင်တစ္ဆာ4ပါးကိုထိုးထွင်းသိမြင်တော်မူကားအနိုင်မဲ့ကျေးဇူးရှင်သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့တာလည်းပဲဖြစ်ပါတယ်။ထိုနေရာဟာအလောင်းတော်မြတ်တစ္ဆာ4ပါးကိုထိုးထွင်းသိမြင်တော်မူပြီးတပ္ပိညုတရွှေဉဏ်တော်ကိုရရှိတော်မူသည့်နေရာဌာနဖြစ်သောကြောင့်ထိုနေရာ၌ပေါက်ရောက်နေသောညောင်ဗုဒ္ဓဘောဓိပင်ကိုမဟာဗောဓိပင်ဟုခေါ်တွင်လာခြင်းပဲဖြစ်ပါတယ်။မဟာဗောဓိပင်ကြီးကိုမြတ်ဗုဒ္ဓတတ်တော်ထင်ရှားရှိစဉ်ကတည်းကယဟန်ရှင်လူအပေါင်းတို့ကမြတ်စွာဘုရား၏ကိုးပွားတော်ကိုးစားတော်အဖြစ်ကိုးကွယ်စည်းကပ်လာခဲ့ကြသလိုမြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်းတွင်လည်းအလားတူကိုးကွယ်စည်းကပ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ထိုဗောဓိပင်ကြီးသမိုင်းအစဉ်ဆက်နှင့်ပတ်သက်၍စာပေပညာရှင်များ၏ရေးသားတင်ပြချက်များကိုကောက်နှုတ်တင်ပြရရင်တော့နံပါတ်1ဗောဓိပင်ကြီးကိုအာသောကမင်းကြီးကိုယ်တိုင်ဗုဒ္ဓဘာသာဝင်မဖြစ်မီကခုတ်လဲဖျက်ဆီးစီခဲ့ပါတယ်။ယင်းနောက်ဗောဓိပင်ကြီးရဲ့တကူစွမ်းဖြင့်သူ့အလိုအလျောက်ပြန်လဲပေါက်ရောက်လာခဲ့ပါတယ်။နံပါတ်2အာသောကမင်းကြီးဟာဗုဒ္ဓဘာသာဝင်ဖြစ်လာပြီးနောက်ဗောဓိပင်အားကြီးညိုတရားပွားပြီးအမျက်စိကပ်ပူဇော်နေတာကိုမနာလိုစိတ်ဖြစ်တဲ့မိဖုရားကြီးကဖျက်ဆီးဖို့ကြိုးစားခဲ့ပြန်ပါတယ်။နံပါတ်3ခရစ်6ခုနှစ်မှာတော့ရှီဝဘယင်စာစင်ကာက3ကြိမ်တိုင်ခုတ်လဲမီးရှုဖျက်ဆီးခဲ့ပြန်ပါတယ်။ယင်းတို့ဖျက်ဆီးပြီးတိုင်မှာမဂဒဘယင်ပူရာဏဗာရမင်းကပြန်လဲစိုက်ပျိုးခဲ့ပြန်ပါတယ်။နံပါတ်4ခရစ်နှစ်1193ခုနှစ်မတ်လမှာတော့မဂိုစစ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဂူရီကတကြိမ်ခုတ်လဲဖျက်ဆီးခဲ့ပြန်ပါတယ်။နံပါတ်5 1886ခုနှစ်မှာတော့မုန်တိုင်းတန်ကြောင့်တကြိမ်လဲကျ၍ဗောဓိပင်ကြီးဟာတေဆုံးသွားခဲ့ပါတယ်။ထိုနေရာမှာပဲကြောက်စာဝန်ကင်းနေခံကနဂိုဗောဓိပင်မှမျိုးယူပြိုးထားတဲ့ဗောဓိပင်ငယ်ကိုထပ်မံစိုက်ပျိုးခဲ့ပါတယ်။ထိုကြောက်စာဝန်မင်းကြီးစိုက်ပျိုးထားခဲ့သောဗောဓိပင်ကြီးမှာယနေ့လူအများဖူးတွေ့နေကြရတဲ့ဗောဓိပင်ကြီးပဲဖြစ်ပါတယ်။ယနေ့အချိန်မှာဖူးတွေ့နေရတဲ့ဗောဓိပင်ကြီးမှာမြတ်ဗုဒ္ဓဘုရားပြည့်သို့ရောက်ရှိတော်မူခဲ့တဲ့ဗောဓိပင်ကြီးမှအစဉ်အဆက်မျိုးပွားစိုက်ပျိုးလာခဲ့သောမဟာဗောဓိပင်ကြီးပဲဖြစ်ပါတယ်။